ငါအားလုံးမင်္ဂလာပါလို့ကျွန်တော်ဒီဘန်ရှိဖို့ပြီးနေဒီဘန်ရှိ YouTube channel နဲ့ပဲကြိုးစားပါရလို့ကျွန်တော်ခုတစ်ခါမြောက်ပေးခြင်းနဲ့အကြောင်းအရာလေးပါလဲဆိုတော့မိတ်ဆွေတို့အနေနဲ့အတက်ပညာတစ်ခုခုကိုတက်မြောက်ချင်တာပဲဖြစ်ဖြစ်အလုပ်တစ်ခုကိုတက်မြောက်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်စီမီလေးတစ်ခုကိုမြောက်ပေးခြင်းပါရလို့အဲ့ဒါပါလဲဆိုတော့မာကွန်ကလပ်ဝဲ10,000 hour ပဲဖြစ်ပါရဲ့လို့ဟုတ်ပါရဲ့လို့နိုင်1000လေ့ကျင့်ရပါမယ်လို့ဥပမာမိတ်ဆွေတရက်ကို7 နာရီလေ့ကျင့်မယ်ဆိုလို့ရှိရင်တရက်ကို7 နာရီလေ့ကျင့်မယ်ဆိုလို့ရှိရင်စနစ်တကျနဲ့ဒီဇိုင်းမတ်လေ့ကျင့်မယ်ဆိုလို့ရှိရင်3 နှစ်သုံးဖို့4 နှစ်လေ့ကျင့်ရပါမယ်ဒါမှမဟုတ်မိတ်ဆွေတရက်ကို7 နာရီရောမလေ့ကျင့်နိုင်ဘူး4 နာရီပဲလေ့ကျင့်မယ်ဆိုလို့ရှိရင်6စနစ်တကျနဲ့ဒီဇိုင်းမတ်လေ့ကျင့်မယ်ဆိုလို့ရှိရင်6 နှစ်သုံးဖို့9 နှစ်လေ့ကျင့်ရပါမယ်လို့အဲ့လိုလေ့ကျင့်လို့ရှိရင်မိတ်ဆွေတက်မြောက်ခြင်းနဲ့အတတ်ပညာဖြစ်ဖြစ်အလုပ်တစ်ခုဖြစ်ဖြစ်တက်မြောက်နိုင်ပါရဲ့လို့အဲကြောင့်မို့မိတ်ဆွေတက်မြောက်ခြင်းနဲ့အတတ်ပညာပဲဖြစ်ဖြစ်အလုပ်တစ်ခုပဲဖြစ်ဖြစ်နိုင်1000လေ့ကျင့်မယ်ဆိုရဲစီမင်းလေးကမိတ်ဆွေတို့အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါရဲ့လို့ကျွန်တော်ခုမြောက်ပေးတဲ့အကြောင်းအရာလေးကလည်းမိတ်ဆွေတို့အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါရဲ့လို့